အဝေးကွင်းနိုင်မွေးရခဲ့တဲ့လီဗာပူးယမနီယာရွှေမြိုင်ကစားခဲ့တဲ့စပါးနဲ့လီဗာပူးရဲ့ပွဲစဉ်မှာလီဗာပူးက AKTK EZ တို့ရဲ့ဂိုးတွေနဲ့အနိုင်ရခဲ့ကြောင်းသိရပါတယ်။အဲဒီမှာစပါးက 4-5-1 ကစားကွက်နဲ့ဆိုင်မွန်မက်ဇဝါနီတို့ကိုအထောင်ထားကစားခဲ့ပြီးတော့လီဗာပူးကတော့ 4-5-1 ကစားကွက်နဲ့ပဲ AKTK ကိုအထောင်ထားကစားခဲ့ပါတယ်။ပွဲချိန်ရဲ့မိနစ်30လောက်ထိဗန်တိုက်ရဲ့ခေါင်းတိုက်ချက်တစ်စိမ်းသာရှိခဲ့ပြီးတော့မိနစ်30မှာဆိုင်မွန်ကအနီကပြခံလိုက်ရလို့လီဗာပူးကတယောက်သာရသွားပြီးတော့ဗန်ရဲ့ကန်ချက်ဂိုးသမားကာကွယ်နိုင်ခဲ့လို့သာလီဗာပူးတို့နစ်နာခဲ့ရတာဖြစ်ပါတယ်။ပထမပိုင်းမှာနှစ်သင်းစလုံးဂိုးမရှိသေးကြခဲ့ပါပြီ။ဒုတိယပိုင်းမှာတော့ EZ ကိုထည့်သွင်းခဲ့ပြီးတော့ပွဲချိန်မိနစ်60မှာဗက်ရဲ့ဖန်တီးပေးမှုကနေပြီးတော့ EZ ကဂိုးသွင်းနိုင်ခဲ့ကလီဗာပူးတို့ဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီဂိုးသွင်းပြီးတော့ EZ တန်ရာရခဲ့လို့လူစားလေးလိုက်ရပါတယ်။ပွဲချိန်66မိနစ်မှာဖရန်ဘော်ရဲ့ဖန်တီးပေးမှုကနေပြီးတော့ AKTK ကခေါင်းတိုက်ကိုသွင်းယူခဲ့ကလီဗာပူးတို့နှစ်ဂိုးသာရခဲ့ပေမဲ့မိနစ်83မှာတော့ Richarlison ကစပါးအတွက်ချီပါကိုသွင်းယူခဲ့ပါတယ်။လက်ကျန်ပွဲချိန်ဒီမှာဘယ်အသင်းမှဂိုးထက်မရတော့ဘဲနဲ့ 2-1 ဆိုရရနဲ့ပွဲပြီးဆုံးခဲ့ပါတယ်။ပွဲပြီးကန်ဒီမှာစပါးနောက်ခံလူရိုမဲရိုအနီကပြခံလိုက်ရကစပါးတို့နှစ်ယောက်ရောသွားခဲ့ပါတယ်။အဲဒီအားလည်းကြောင့်မလို့စပါးကနှစ်ပွဲဆက်ရှုံးပွဲတွေ့သွားခဲ့လို့လီဗာပူးကတော့အဆင့်5အထိကိုတက်လှမ်းနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။